မထားနဲ့ဘာကနဲ့မနိုင်မပြေးလာမပြေးနဲ့တော့တမင်းနော်အဖေပဲနဲ့လူနေသလားဘာမှပြဖို့ဒီမှာအလွတ်ကြီးဒီနေ့28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှ